ထွက်ပင်းရင်းနဲ့အိမ်သာအနည်းဆုံးပေ90กว่าပါစေကျိုးချက်တော့ပါမင်းသားလူရှင်တော်မင်းသမီးတွေရောအကုန်လုံးမိတ်ဆက်ပြီးပြီဆိုတော့မင်းသားရဲ့နှစ်ပါးအကလာလေးတွေပြည့်တဲ့ငင်းချင်းတွေပြီးကတော့မယ်ဗျာမနာနေအောင်မနာနေအောင်မင်းသားဟုတ်တယ်မင်းသားပါလေထုံးစံတိုင်းပြည်ကနေပြောဟုတ်တယ်ပြီးနေပြီးတော့သစ္စာတော့နှစ်ပါးသွားဟုတ်ပါပြီးနေပြီးမကြားမရရဲ့ပြများတာတွေ6ပုံနဲ့သစ္စာနှစ်ပါးသွားပြောလို့ရရှင်းနိုင်လေသူစင်မမရတာယူနေတာဟုတ်တယ်အဲ့လိုတော့မရဘူးအဲ့လိုမရဘူးပုံနဲ့မရဒါမင်းလားဟုတ်ကဲ့ဒီစင်မော်တက်ပြီးဒီတိုင်းနေတော့ဖြစ်နေတာမရဟုတ်တယ်နော်ဒါကြည့်ရပြိတ္တတွေကြည့်ရဘူးမရဘူးတခုခုတော့လက်ပြမှာပေါ့ကြည့်ရတယ်တခုလောက်ပြကြည့်လို့ဆို2000တန်းဘူးဟိုလေလောက်ပြဟိုမင်းသားနဲ့မင်းသမီးဆိုအဲ့လိုနေနေစစတိုင်းတိုင်းဝိုင်းထွက်လာပြီးပြည့်တဲ့ကိုနှစ်ပါးသွားအကလာရတဲ့မော်နယ်ဝဲတဲ့ဆက်မရအဲ့ဒါလည်းမလို့ချင်ဘူးပြောဟုတ်တယ်တခုခုလောက်ပြတခုခုလောက်အောင်မယ်သူတာဒီဝိဆုံကြီးတွေနဲ့ဒီမင်းသမီးတွေနဲ့ဒီစင်မောမကောက်ဆိုရင်တာဂျုံလို့ပြမှာလားရောင်ဝဲပြီးသွားမှာပေါ့မင်းလိုက်အဲ့ဆိုစိုက်ကပတ်စီပြစက်ကတာပြီးသွားမှာပေါ့မီးဝင်းပြီးတိုင်းမထိုးရဗျာတိုင်းမထိုးမှာပေါ့မင်းလိုက်ကြံဘလို့ကြားဖြစ်အဲ့ဆိုတာဘာလို့မလဲမင်းသားဒီတိုင်းသမျိုးကြိုင်ရဲ့တင်ဆက်နေတော့အောက်ကပြိတ္တကဘလို့ပြင်းတယ်ဟုတ်တယ်ပြင်းတယ်ခင်းလိုက်လေးနည်းနည်းမှလောက်ပါပေါ့ဗျာလောမင်းသားသူကောင်းမလားမကောက်လားပြောမခိုင်ကကားလိုက်ပါမလို့ပါနဲ့ဗျာမလို့ကြပါနဲ့ဗျာမလို့ကြပါနဲ့မင်းသားဝစ်ထားတာမင်းသားလူကကျင်လို့ပါဗျာမင်းသမီးလူဝစ်ထားတယ်မင်းသမီးလူကကျင်လို့ပါလူကျွန်တော်ကြီးကမယ်ဆိုအမြင်မတင်တော့ပါဘူးကဲနမတို့လာကြလားခေါ်ပြီးတာပြောမင်းသားပြောဒီမအလုံးပြည့်မောင်တော်နဲ့နမတော်တို့စင်ပေါ်မှာမကရဘူးတဲ့နော်မင်းသားကားတဲ့မင်းသမီးတွေအများကြီးနေတဲ့မရတာယူနေတာတဲ့စင်ပေါ်မှာတဲ့အဲ့တော့နာဟိုတယောက်ကလည်းညအောင်တယ်မင်းသမီးတွေဝိုင်းလို့လို့နေသေအောင်မယ်နော်မင်းသားအားတဲ့နော်မင်းသမီးတွေအများကြီးနဲ့မရတာယူနေတာတဲ့အဲ့တော့မင်းသားရောမင်းသမီးတွေမကနဲ့သူတို့ပဲကမယ်ဆိုပြောနေကြလုပ်ပါဦးဟဲ့မင်းသားဒီမှာရန်ပုံငွေပွဲဈေးကြီးလို့ပြိသက်တွေစိတ်ညစ်နေရတဲ့ကြားတယ်ကြိုးကြောင်လေးရှောက်ပြောနေတာဒီမှာညီမဆိုတာအရန်ရင်ကျေးပြီးတိမ်ငွေတာဟုတ်တယ်လားကိုတို့ရေဟုတ်တယ်ကဲရိုးတန်းကလို့မရအောင်နော်ဒီမှာကလို့ရှိရင်ပဝတကံလက်တလန်းအဲ့ဒီလိုဖြစ်အောင်ကရမယ်အဲ့လိုဖြစ်ရင်အခုချက်ချင်းစင်းရန်ပြောစမ်းဘလို့လေးပဝတကံလက်တလန်းကိုခေပြောင်းသွားပြီဘာဖြစ်လဲလက်တလန်းမဟုတ်တော့ဘာလဲပဝမကူရေးမရှိသေးခန္ဓာကတော့လာမခေါင်းနဲ့နော်ခွင့်မပေးဘူးကဲတို့ဘာလုံးပါလဲချိန်မရှိဟုတ်တယ်ချိန်မရှိဟုတ်တယ်ဘာလုံးပါလဲကဲပြောကုန်ကြပြီအရှုံးတော့ပေးလို့မဖြစ်ဘူးနော်ဟုတ်တယ်ကဲမထူးတော့လာဒီဘက်ကိုလာကြလာဆန်းကြစမ်းပါဘာလို့ကြိုက်တဲ့နေရာကိုစမ်းကြိုက်တယ်လို့စမ်းလို့ရတယ်တို့ကလေ16ပဲစမ်းချိန်ပြီး quality အပြည့်ပဲအမလီစမ်းတယ်လို့စမ်းလို့ရတယ်ကောင်းမမရုပ်မှလည်းနော်
ဟုတ်တယ် မဟုတ်တာ ဘာလို့ တို့ကသာမဏေမျိုး ဘာလဲနင့်သားမျိုးဘာလို့ရမှာလဲ အဖြစ်တယ်အဖြစ်တယ် ကျွတ်ပါ အမွေးတပံတော့ကျွတ်မခံ အ ဘူး မွေးနေပဲလားမကျွတ်ဟာဘာခု ပြပြောစမ်းပါပြပြောစမ်းပါဘာပြောတာလဲ တို့ကသာမဏေမျိုးလို့အမွေးနေပဲလားအကျွတ်မခံဘူးလို့တက်ကြည့်ရှိရင်ခုနှစ်ပင်နဲ့တပင်ပြန်ဆွဲမလား ရာဒီပါခုနှစ်ပင်နဲ့တပင်ပြိုင် ပြန်ဆွဲမလားလို့ ဘာလဲဘာလဲဆွဲပါလဲ ဒီပင်ကိုပြောပါတယ် အနောက်ဆုံးနေရခိုင်မှမလွယ်ဘူးဒီဘက်လက် Hey, ဒီမဲ့ ဘာလဲ ခင်နန္ဒတဲ့ဟေး အဖြစ်တယ် တင်မောင်းမှာဝင်လာမစဲတဲတဲနဲ့လို့ရေးပြီးတော့ဘတ်စကားဂိမ်းမှာထိုင်ရဲတယ်ထိုင်ရဲလားဟောတော်ပြီးခဲ့တယ်လှုပ်ရှုပ်ကုန် အဲ့ဒါအရှက်မရှိရဲ့သူတွေလောက်တာ မပြောလိုက်ချင်ဘူးဒီမှာတတိရှိလို့ရှိရင်လေအခုအေယာဝတီတိုင်းမှာဒုက္ခရောက်နေတဲ့မုံဆိုးဘိုတွေကိုခန္ဓာကိုယ်ပြိုင်လူရဲလား မိုင်းမရိုင်းနဲ့တော့စိတ်ဆိုးလိုက်မှာဒီမှာ အဲ့လေ လုံးလိုက်စမ်းပါအမလေးရောလိုက်တာရောလိုက်တာ ဒီထဲမှာလေမင်းကအတောင့်ဆုံးခံနိုင်ရရှိဆုံးအားလုံးရဲ့ကိုယ်စားမင်းကိုလုံ တော့ကျွန်းတန်း ပါဒီမှာဒါတို့တက်တက်စိန်ခေါ်တယ်တော့ခဲမခံဘူးလေဟုတ်တယ် ခဲချင်လို့ယောက်ျားလို့ထားတာမခဲယောက်ျားလို့ဝစ်ထားတာ အဲ့တော့ဗာဖြစ်ချင် ဒီမှာငါးပေတောင်မရှိတဲ့မိန်းမတွေကမြင်စွန့်လိုက်ကြတာ ဟုတ်ပါ ငါးရှိတာခောက်သိမ်းထားတာ နောင်းမယ် ဟဲ့ तू ကငါးပေကြော်တယ် तू ကငါးပေကြော်တယ် तू မပါဘူး तू မပါဘူးဒီဘက်နေဒီဘက်နေ ဖယ်သားမှာလည်းပဲသားမှာ ဟာရှိတယ်လို့ သေတော့မယ် လုံးလိုက်တာပါ ဟာ ဆွဲဆောက်လိုက်ရင်တော့သေတော့မယ်နော်သေတော့မယ်ဆွဲဆောက်လိုက်စမ်းတော့လိုက်စမ်းတော့လိုက်စမ်း ဟောထန်ထန်တက်လိုက်ပါဆုံးပါပဲ ဒီကတော့ဆွဲလုံးစမ်းပါဒီကတော့ဆွဲပြလိုက်စမ်းဆွဲတော့ဆွဲ လုံးလိုက်စမ်းပါအာဒုက္ခ တော်ပြီ မင်းသာအတင်းဖြတ်ဝင်ရတယ် တော်ပြီ တော့သူလိုဝင်ရတာ ပြည်သက်တွေမြေခွေးမှာမတင်နေဘူးမင်းသမီးရဲ့လူစော်တွေဒီလိုဟိုမတင်မဖြစ်နေကြတာမတင်နေဘူးဒီတော့လေဘာလို့အရှုံးပေးလို့မဖြစ်ဘူးဗျနော်သူတို့ကခိုင်းတဲ့သင်းလေးနဲ့ကမှာတော့ဖြစ်မယ်ကဲအဲ့တော့လူကျွန်တော်ခေါင်းကြီးဗာစင်းနဲ့ကမပြောဗျ ပြဲအမလေး ရွေ့ချစ်ရွေ့ ဗာစင်းနဲ့ကမှာတော့ အကတ်တယ်မခေါ်ပြန်အများမင်းအများဘွေးမဆိုင်ကြည်လင်စေရအောင် အေး အများဘွေးမဆိုင်ကြည်လင်စေရအောင်ကြည်လင်စေရအောင်ခါကိုစိုးမယ်ဟဲလေးနဲ့တိုက်ရဲ့ကြွားဒါပဲ လဲလေးနဲ့ဒီတာ တက်စရာကောင်းပါလေဖြစ်နေတာ များရတဲ့မထင်ရှားနေတဲ့ကိုထွန်းတော်မင်းလေးပါရဲမေလေးအေးပြုံးနေလိုက်ပါရိုးရိုးလေးမြင်မြင်တာဘာကြောင့်တော့မိနိုင်ဘူးကွာကိုရင်လို့အတွင်မှာချစ်စိတ်တော့ထားတာဒီသက်စာချင်းနေတာ ရှာလေပဲရှေးကျေးဇူးတော်မိတ်လေးရာတေးတဲ့ပြုံးလိုက်ပါရိုးရိုးလေးပြည့်ပြည့်တာငါတို့တော့မမြင်နိုင်ဘူးကွာကိုရင်လုံးတဲမှာအချစ်စိတ်တော့ထားတာဒီသက်စာချင်ပြတာဘောကတဲ့သမီးလေးလား
သက်စာချင်နေတာမောင်ရဲ့မောင်ရှိစရာကောင်းနိုင်တာကွာချီတော့တောင်းနေတဲ့စကုတ်တိုင်းနေသွားတယ်။ဘယ်ရလဲတက်တင်းပြလိုက်တော့။မင်းလည်းမရဘူးမင်းတို့မရဘူး။ပါအချို့အနိုင်တွေကလေတနေ့ကုန်မှတ်ထားလို့ရ။ မှတ်ထားပါလားဘာဖြစ်လဲ ချို့အနိုင်တွေကတနိုင်လောက်မှတ်ထားလိုက်မယ်နော်။ မှတ်ထားပါ ချို့အနိုင်တွေကလေတမန်ထဲအောင်မေ့လို့ရတယ်။တချို့အနိုင်တွေကတစ်စက္ကန့်နဲ့တော့မှတ်ထားလိုက်တာ။ဒီမှာတချို့အနိုင်တွေကတစ်သက်လုံးမှတ်ထားတယ် တချို့ရှုံးနေတာတစ်သက်လုံးမေ့လို့မရတာရှိတယ်လင်ကုန်ရှုံးရင်လေ ငါတို့ကရှုံးမှာမဟုတ်ရှုံးမှာနင်းနှမမှာရှုံးတော့ ရှုံးရှုံးနေကြတော့5မိနစ်လောက်ငါတို့အခုထပ်ပြီးတော့နိုင်အောင်တင်ကြအောင် ဟေးနမမတင်လည်းဘူးမတင်လည်းဘူးအခုသူတို့တစ်စင်သူတို့ရွေးသွားပြီးတော့ငါနှမတွေကိုသူတို့စော်ကားလိုက်တာနော်ငါနှမတွေကိုသူတို့စော်ကားသွားတာစော်ကားသွားတာ ငါတို့မကြားဘူး ကြောက်တယ်ကြောက်တယ်အဲ့တော့ဒီတစ်ခါမောင်းတော့တစ်စင်ရွေးပေးမယ်ငါနှမတို့သူတို့အပိသာပြင်းတော့โอเคနော်โอเคနော်โอเค တနာတယ် အချင်းနဲ့ ကျော်ဆိုင်အပြင်းပြေးကစားအောင်လေးလေးဝါလေးဖွင့်လိုက်စမ်းတာ Season I be
ရတယ် ချို့ရှုံးနေတာတမနဲ့ထဲမေ့ပြလို့ရ မေးပြလို့ရတယ် ဒါပဲပြောနေတာပဲမေးလို့ရမေးဖို့ မေးလို့ရတယ်ပြောပါ သိသွားတာပဲ အော်စိတ်ဆိုးပြန်ပြီ ဒါလည်းပဲတချို့ရှုံးနေကြတော့9မိနစ်လောက်ပဲခံတယ်ဘယ်လိုကနေက တချို့ရှုံးနေကြတော့တက်တက်လုံးမေ့ပြလိုက်လို့ရတယ် တချို့ရှုံးနေကြတော့9မိနစ်လောက်ပဲခံတယ်ဘယ်လိုရှုံးမျိုးလဲပွဲပြီးခါဒီ9မိနစ်အလိုမှာနှလုံးဆက်နဲ့တွင်းလိုက်လို့လေရှုံးတဲ့အတင်းကနိုင်သွားလို့နိုင်တဲ့အတင်းကလည်းရှုံးသွားနိုင်တယ်ဟဲ့ဘိုးပွဲဟောညီးနေအကြီးထဲမှာမိမလောင်းသားသမားတွေလာတွေ့ဒီမှာသိလို့လေအခုကိမိမတွေကဘောစိတ်ဝင်စားနေကြပြီဟဲ့ဟုတ်တယ်မိမဘောလုံးသိဆိုလည်းရှိနေပြီအမျိုးသမီးတွေကိုလေဘောလေးလောင်းနေကြဟုတ်တယ်တချို့အမျိုးသမီးတွေဆိုလေလက်နဲ့ဘောနဲ့ကိုမပြတ်ဘူးအော်ပြောရလေအော်မဟုတ်လေစာတင်တဲ့ဆရာမတွေလေဘောပြက်ကန်လိုက်ရဘောစာရေးလိုက်ရတယ်လက်နဲ့ဘောနဲ့မပြတ်ဘူးလေအဲ့ဒါကိုပြောတာဟုတ်သေးပါဘူးအေးငါကြားဘူးကလေဘောနဲ့ပတ်သက်နဲ့မပြတ်ဘူးတဲ့ဟုတ်တယ်ဘယ်လိုပြောတော့ရှင်းဟိုမိမဘောသမားကြီးလေဘောအကြောင်းပဲနေတော့ပြောတယ်အဲ့ဒါကိုပြောဩဟိုတို့မသိပါဘူးအေးတို့သိတာတစ်ခုပဲရှိတယ်တချို့ကလေကိုကနှလုံးသွင်းလိုက်ရတယ်ဆိုပြီးပျော်နေတာပြီးပြကိုကနှလုံးလဲသွင်းခံလိုက်ကြမှာမျက်ရည်နဲ့မျက်ခွန်းနဲ့အပြာနေရတက်သွားတာပဲဘာတော့လဲအပြာနေရဆိုတော့ဩအပြာနေရတက်တယ်ဆိုတာလေဟိုတက်ချက်ကြီးဖြစ်တာကိုပြောရနေမှာပေါ့တက်ချက်ကြီးက3ရေဟဲ့တက်ချက်ကြီးက3ရေနေပါအဲ့အပြာနေနဲ့အဲ့တက်ချက်ကြီးနဲ့ဘယ်လိုပတ်သက်လဲဆိုတာရှင်းဒီလိုအဲ့ဒါလေးကလေတစ်ခါကျရင်လည်းလက်ဆောင်ပေးတယ်တစ်ခါကျလည်းဝယ်ရတယ်တော့900ပဲပေးရတယ်အာတိပါလေပါလေဩဟိုပါလေပါအဲ့ဒါတိတယ်လေတချို့မိန်းကလေးတွေကလေအနေတိုင်းအသွားလာအဲ့မစင်ကျင်ဘူးအဲ့တော့စေကန်းကိုသွားရရောစေကန်းရောက်တော့စေးစစ်ကြည့်လိုက်တဲ့အခါအဲ့ဒီမှာကိုဝေမရှိရင်အပြာတည်းကိုဝေရှိအပြာနှစ်ရကဲမင်းမီးလည်းကပြီအဲ့တော့မင်းသားကောက်ကိုကျွန်တော်လည်းမင်းသားကမပြနော်မင်းသားကမယ်ဆိုရင်စေးစစ်ရမယ်ဟုတ်တယ်မင်းသား900ပဲပေးရတယ်နော်900ပဲအဲ့စေကမှာစစ်လို့ရတယ်ကမဆိုစစ်မှာဘောဘာစစ်စစ်ရမလဲနေတို့မင်းသားကစစ်လိုက်လို့အပြား2ရက်မဟုတ်ပဲနဲ့3ရက်ဖြစ်နေဘယ်လိုလုပ်မလဲတက်ချက်ကြီးတန်းဖြစ်တာဗောကြီးအဲ့ temperature နဲ့မှားတာကဲပြီးတော့ဘယ်နည်းနဲ့တက်မင်းသားတော့စစ်လိုက်အောင်မနော်တော့စစ်ဘာလဲ temperature နဲ့မှားတော့6ကြီးပြန်ပြန် ထမိန်တိတ်တွေဝင်ပြီးတော့ရွာလုံးရွက်တိုက်ညစ်ပတ်နေကြတာဟုတ်လားနော်ညစ်ပတ်နေကြတာဒီတမ်းမကောင်းဘူး ပြိတ္တကြီးတကယ်ဆိုရင်ကျမတို့ကမင်းသမီးတွေကျမတို့ကမိန်းမပါမင်းသမီးစစ်တွေပါ အနုပညာဆက်ဆက်ကြာရဖို့အတိုင်း လူရှင်တော်လောက်ရဒီဝစားတွေကိုထားတာသူတို့ကယောက်ျားတွေအဲ့တော့မိန်းမစာတိပြန်တယ်ဒါနဲ့တော့ဒါတဲ့လူသက်စမောက်ဒါတဲ့လူသက်စမောက်အကုန်ချုပ်နေဒါတဲ့ကောင်ရန်သူဆက်ချုပ်လေးမ ဟောဇာတိအပေါ်လေးလာထားလိုက်မချို့အောင်နော် ရင်ကောင်းပါတယ် မင်းသမီးအဝတ်စားတွေဝတ်ပြီးလက်ညစ်ပြညစ်ပတ်မကော ဟု င်း တ်တယ်ညစ်ပတ်တယ်အခုနနိုးရဲ့ဇာတိရုပ်ကိုငါတို့ဆွဲလန်းလိုက်ပြီဟုတ်တယ် ဘလို့နည်းနဲ့လာမကြည့်လိုက်အောင် ဘာလို့ဇာတိယောက်ျားဘာလို့ဆွဲချွတ်ပြလိုက်ပြီ ဟာတယ်လေ ဘာစကားပြော ဟုတ်တယ်လေ တို့ယောက်ျားကြီးတွေလေ ယောက်ျားကြီး နနိုးကလေယောက်ျားကြီးတွေဒီဝစားဝတ်တာနနိုးမင်းသားနနိုးမိန်းမအစ်စ်ထင်းနေတာ ဟုတ်တယ်မင်းတော့တက်လိုက်မင်းတော့ရန်တက်ပြီးတော့ပြမယ်လားဟုတ်တယ်ဆွာပြီးတော့ရန်ဖြစ်နေတာမင်းသားရေမင်းသားရေ မင်းသားကတော့မင်းသားအပြာ4တောင်တက်လာတယ် မလေးလေးတက်ပါ ဟုတ်ပါပဲဒီမင်းသား လိတ်ပြောမနေနဲ့ မင်းသမီးတွေကိုကြည့်အောင်အဲ့ဒါယောက်ျားတွေ အဲ့ဒါမိန်းမတွေမဟုတ်ယောက်ျားတွေဟုတ်တယ်ထပ်ဖောက်ထုတ်တယ်ပြောလိုက်စစ်ကြီးအကုန်ဖြတ်ဖောက်ထုတ်တယ်ကိုင်ကြည့်အောင်ရေမြုပ်ကြည့်တယ်ဘာမှမရှိဘူး ဒါကြီးရ ဟုတ်တယ်အချောင်းပါလေ ကျွန်တော်ကန်ကောင်းလို့ဗျာကန်တီလို့ဗျာ ဟုတ်တယ် ကိုစီးတဲ့မြက်ထီးမှန်းမသိအမမှန်းမသိအလုံးမှန်းမသိအပြားမှန်းမသိဟမ်စင်မောင်ပြည့်စည်ကြီးကိုဖြောပြနေစက်တော့လို့ဒါကြီးနေလေကျန် ဟုတ်တယ်သွားပြီပေါ်သွားပြီ မရလားအပကမခွာပဲနှစ်ပါးကမိပါပေါ့မရလားအပကမခွာပဲနှစ်ပါးကမိပါပေါ့မထောက်မညာကြောက်စရာအချောက်နာကြီးတွေပါဟောဒီနေ့ချောက်လေထုကတပ်ပလိုက်ချင်းရဲ့အမလေးတာဘောကဲမကောတာဘောကဲမကောရှင်လာလိုက်တာလို့နော်ရှင်လာလိုက်တာ
တိတဲ့ညရှိကိုဒီဖူးရမယ်ဆိုကြောက်ရပါတယ်ဗျာနှစ်ပါးသောကဏ္ဍဆိုတာမဲဘွဲမမွေးနဲ့ကပါပဲဒီလိုမိမအစ်စ်မဟုတ်တဲ့ယောက်ျားကြီးတွေနဲ့တော့တာမကနိုင်တော့ပါဘူးလို့နော်အဲ့တော့မိသားမကနိုင်တော့ခွင့်ပန်ပြီးတော့ခွင့်လို့ကြပါလို့နော်တောက်မှန်ခဲ့ပါတယ်ဗျာမကဘူးရတယ်မကတယ်လားတယ်ကွာကောင်းတယ်ဟဲ့မကြောက်ခွေးလားနင်တို့မင်းသားကိုသွားခေါ်တယ်ကြီးခေါ်ကြတယ်ဘာလို့ခေါ်ရမအောင် မားလို့လောက်တာမကောင်းဘူးနော် နင်တို့ကတွဲလို့မရတော့ လောက်တာကောင်းတာလည်းမြင် မဟုတ်ဘူးမားလို့လောက်တာမကောင်းဘူး ဟုတ်တယ် စေဘဝဒီဟိုစားဒီဟိုစားတယ်အကုန်လုံးဟုတ်ပြီကမှရောက်တယ်လေဘာလို့သွားပြောလဲကျွန်တော်ဓာကြီးနဲ့ပါသွားလို့ အေးလေ လုံးချင်တာလုံးပါလုံးချင်တာလုံးပါအော်မလေး တို့ကအချောက်ကလုံးချင်တယ်လုံးတာမဟုတ်ဘူးနော်ဦးမြုံမင်းခိုင်းလို့တာဦးမြုံမင်းလုံးတယ်ဟုတ်တယ် တို့လည်းတိုင်းဝင်ဦးလေးခက်လို့တာပဲ ဟုတ်တယ် ဘယ်လိုပဲရံဖြစ်ဖြစ်လေစိတ်ဆောင်းထွက်တိုင်းတို့စိတ်ဆောင်းတဲ့တော့တို့ယောက်ျားတို့ပြန်မချောမခေါင်းလား ခေါ်ပါဦးစောရင်းနဲ့လေတစ္ဆာထားနှစ်ပါးသွားတယ်တစ္ဆာထားလည်းပြောမရ6လောက်ထားနေတာနော်ဘာမှခေါ်ကြမလို့အလိုက်တိုင်းကြည့်ပြီးဆက်ဆက်နေတာပြီးတော့မင်းသားကလေကိုညစ်တဲ့နွားအထီးမှန်အမမှန်မသိဘူးသူက ဟာ အရေးထွက်တိုင်းသူကအမထင်နေတာ အဲ့ဒီလေးလုံးမှာအရန်မိုက်ရိုင်းတာ ဘယ်မှလဲဘယ်မှလဲ မင်းတို့ကယောက်ျားကြီးတွေဆိုတော့မင်းတို့ကဖခင်တွေကိုကိုစားပြီးဟုတ်တယ်အဲ့မိန်းမတွေဆိုတော့မိခင်တွေကိုကိုစားပြီးပြိုင်ပွဲလေးကောင်းတယ်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 ပြိုင်ပွဲလုပ်မယ်ပြိုင်မယ်ဖခင်ဘက်ကနေတို့ကမိခင်ဘက်ကနေမယ်နော်ပြည့်တဲ့ရေစဉ်းစားကြည့်ပါဦး ရောငါတို့ရောက်ပါ ဟေးတော့ဖခင်ဘက်ကမင်းမေနော်ဒီတော့ဖခင်ဘက်ကနေငါတို့မိခင်ဘက်ကမယ်ပြည့်တဲ့ရေစဉ်းစားကြည့်ပါဦးမိခင်နဲ့ကလေးစောင့်ရှောက်ရေးပဲရှိပါတယ်ဖခင်နဲ့ကလေးစောင့်ရှောက်ရေးမရှိပါဘူးဟုတ်ပါရဲ့ဟိုရှိသားလေးနဲ့ကြီးလိုက်အောင်မယ် ဟုတ်ပြီအဲ့ဒီမိခင်ဆိုတာလဲဖခင်ရှိမှအပြာနှစ်ရစ်တက်တာပါဟေး ဟေးနင်တို့အဖေနဲ့အမေနဲ့မင်္ဂလာဆောင်ရတယ်မလားမင်္ဂလာဆောင်တာမအခန့်နဲ့ပဲမင်္ဂလာဆောင်လို့ရပါတယ်ဟဲ့ဟုတ်တယ်နဲ့မင်္ဂလာဆောင်လို့မရပါအဲ့ဒီမင်္ဂလာဆောင်ကိုဘာနဲ့ဖိတ်မလဲ ဘာလဲဖိတ်ဖိတ်စာနဲ့ပဲဖိတ်တာရှိတယ်မိတ်စာနဲ့ဖိတ်တာမရှိဘူးဟုတ်တယ်မရှိဘူးဖိတ်စာနဲ့ဖိတ်လိုက်တာပဲရှိတယ်ဖိတ်စာနဲ့မိတ်လိုက်တာမရှိပါဘူးဟုတ်ပါလေ အဲ့ဒီမင်္ဂလာဆောင်ကိုနင်တို့ဘာနဲ့သွားမှာလဲ ပြောကြမှာလဲတော့မှာလဲ စီးပြီးသွားမယ် ဟုတ်တယ်ကားစီးပြီးသွားမယ် မာစီဒီကားကြီးနဲ့သွားမှာပါ အေး ဟာစီဒီကားကြီးနဲ့စီးပြီးသွားမလားဟဲ့ ဟုတ်တယ် ခါစီဒီလည်းတရားမှမသွားပါဘူးမရိုင်းတာအဲ့ဒါမရိုင်းတာအောက်လုံးနေပါတယ်ဟုတ်လားအောက်လုံးနေ ဘာဖြစ်လဲဘာဖြစ်လဲဒီတော့အောက်လုံးဘာလို့လဲအောက်လုံးဘာဖြစ်လဲ အဲ့လိုပြောချင်းဆိုလို့ရှိရင်လေခုနပြောသလိုပဲဖြတ်ဖောက်ချုပ်ပဲရှိတယ်မျက်မြောက်ချုပ်တာမရှိဘူးဒီမှာ ပါလေ ငါတို့ရွာမှာလေဟာကလေးတွေကိုပြောလိုက်စမ်းပါကျွေးတာပဲရှိတယ်ဖောက်ရဆောင်ကျွေးတာမရှိဘူးဟုတ်တယ် ရိုင်းနဲ့ဟဲ့ဒီမှာတို့မျိုးမှလည်းလေဖာလူတာပဲကျွေးတယ်မာလူတာမကျွေးဘူး ဟုတ်တယ်ရဲမေလေး အေး အဲ့ဒီဖာလူတာဘယ်နှမ်းပါလဲ ရန်ကဲနှစ်ကြီးတော်ကြီးမှာကျွေးတာတကယ်လားရေကျွန်တော်လည်းစားတယ် ဟာမ ဘာလဲ ပြောလိုက်စမ်းလားဆောင်ပြီးရင်တို့တွေကတော့မှု့ရာကြီးနဲ့ပဲအိတ်တယ်မင်းတို့ကဖို့ရာကြီးနဲ့အိတ်တာလားဟေးလေ တို့ကတော်သားဖြာနဲ့ပဲအိမ်မှာဗော နေ့စဉ်နေ့သိပြီးတာပဲ ပြီးတော့အဲ့မင်္ဂလာဆောင်လေဖနက်နဲ့ပဲသွားလို့ရတယ်မနက်နဲ့သွားလို့မရဘူး အေးတို့တွေကဖက်နဲ့မစီးဘူးဒေါင်းမြင့်စီးလေဒီရှူစီးသွားတာလေဒီရှူ တောင်းမြင်လည်းဖနက်ပဲဟုတ်တယ်ဖနက်ပဲအတူတူပဲ ဖနက်အားလုံးဖနက်ပဲဟောဘာမှမပြောနဲ့ဖနက်ပဲ ဒီမှာမီးလုံးနေမီးချောင်းနေမီးဆိုင်နေပဲရှိတယ်ဖီလုံးနေဖီချောင်းနေဖီဆိုင်နေမရှိဘူးမပြောစိတ်ကောက်တယ်ပြောမယ် နော်ဟေးဘောအဆူတော်ထဲမှာလေကြက်ဖပဲရှိတယ်ကြက်မမရှိဘူး အနာကမနာမည်ပြောင်းပြလိုက်အောင်ဟုတ်တယ် ကဲအဲ့မှာပြောပြအောင်မယ်အဲ့ဒီ hip hop သချင်းတွေဆိုရင်လေ flow ကောင်းတယ်မကောင်းဘူးပဲရှိတယ် ဆက်ပြောလေဘာလို့ပြောပြလို့ပြိတ္တထရအတန်ထွက်သွားတယ်အချင်းထဲမှာ melody ပဲရှိတယ် melody မရှိပါဘူးဟောပါတော့ ပြောရအောင်မယ် ပြောကြပါဦး တခုခုပျောက်လို့ရှိရင်ရှာဖွေတွေပဲရှိတယ်ရှာဖွေတယ်ဆိုတာမရှိဘူးရှိတယ်ဆိုတော့ကိုယ့်ကိုယ်သာရှင်းပြလိုက်တယ် အေးဗါလေရှေ့တော့ရွာမှာအေးလူတွေကပစ္စည်းတွေမှာကြည့်လိုက်စမ်းမောင်းစရာရေမောင်း
ပြရလိုက်အဲ့ဒါမအခရာဟုတ်တယ်ခုနကပြောခြင်းဆိုရှင်တင်းစရာကြီးမှုတ်ပြစမ်းမအောင်ကဲတွေ့လား အဲ့ဒါနဲ့လေ မှုတ်တာလေတင်းရမှုတ်လို့ရတာလေ ပြောမယ်ပြောအောင် ပြောလိုက်ပါဦး ဆိုင်ကနေတချင်းထဲမှာလေ ဒါနဲ့လေ ဖုတ်လိုက်ဖုတ်လိုက်လည်းရှိတယ်မုံလိုက်ဖုတ်လိုက်ဆိုလို့ရတော့လားဟမ် မစိုးခြင်းပါဘူးဘာလို့လဲမစိုးခြင်းပါဘူးအမလေး 你在忙，你弄越表来买吧，你弄越表那个，我是讲没。 ငါလုံးကြီး ဟဲ့သူ့လုံးကြီး တဲ့ကြောင် 不容易，你 အဲ့သူ့လုံးကြီးပတ်စံလေးရောက်သွားပြီခေါင်းလိုက်တာ 对嘛对嘛， ပါ 楼下嘛木啥的呗是的，楼下路铺啥呀的做啦，没西不。 ဟာအေးဘုံမာတော်မလေးမုံလုံးကြီးပဲရှိတယ်ဖုတ်လုံးကြီးမရှိဘူးဟာဟာဟာ အညာမရှိရနော် အဲ့ဖုံကြီးကရှူလို့ပဲရတာစားလို့မရဘူး ဖော်လောင်းကြီးရေလေငါလာတော့မြည်ဆိုတာရှိရလေ ရှင်လိုက်တာ ဟုတ်တယ် မဲဒါစားဟုတ်တယ်ပါဟုတ်တယ်လာစမ်းဟင်နင့်ကိုမွေးတာကလေငစိမ့်တယ်မသားဆိုမွေးခဲ့တာငစိမ့်တယ်ဖသားဆိုပြီးမွေးသလားဟဲ့ဟုတ်တယ်ပြောတယ်နင့်ကိုငါမွေးခဲ့တာငစိမ့်တယ်မသားဆိုမွေးတာလေပြောဖသားကရှိသလား ရှိတာပြောလိုက်ပါ ပြောလိုက်စမ်း ကျွန်တော်ပြန်ပြောရင်မကောင်းဘူးထင် မလေးပြောလိုက်စမ်းပါ ပြောစမ်းမ ပြောမယ် ပြောပါလေကျွတ်လို့ ငါကိတ်တွေဖြစ်တော့ ဒါဖြစ်တယ် လူတွေကငါမစားဘူး အေးဘာဖြစ်လဲအားစားတယ်အားစားတယ် ဖားစားတာဖားစားတော့အမငါချောင်းလို့မရတော့မင်းဘာလုပ်ညာဒီ ဘာလုပ်နေ ဖားกินနေရတယ်ကျွန်တော်ပြောရင်မကောင်းဘူးရှားစားနေဝင်းလို့ရှိလိုက်မယ်ဟာမပြေမပါဟဲ့ အမလုံးမိလိုက်လားဖားနေလိုက်လား ပြင်ပြီးတာလား ဟဲ့လာပါဦးမြင့်မယ်နဲ့လားလေးလုံးမှလာစမ်းဒီနာကိုလေးလုံးမှ အေးလုံးမိုးလာစမ်းပါဦး နှလုံးပဲကြံတော့လေ မြင့်မှန်နဲ့မိုးပဲကြောက်ပါတယ်ဖိဖန်နဲ့ဖိုးလို့ရှိသလား အေးရှိလား မိုးအောင်ရင်ကိုဖိုးအောင်ရင်လို့ပြောင်းလိုက်ပါလားဟာ ရတယ်လေအဲ့ဆိုဝေမမကဖိုးဖြစ်တော့ရှင်ဖိုးနဲ့ယူတာကလေဖွာပဲမွားမရှိဘူး 好啦，所以啦。 ဒီဖာ ဟဲ့မင်းကြီးတော့ဒီဖာလားဒီဖာဘာလို့လဲဆိုတော့ပြောပြလိုက်စမ်း ဟုတ်ပြောမယ်လေဒီမှာအမတော်မလေးဖားအုပ်ထုတ်ကိုအားကြလို့ဆိုပြီးတော့လေမမြင့်အောင်ကနေလေဖောင်းမြင့်အောင်ဆိုပြီးပြောင်းထားတယ်မို့လား တို့ကြောင့်နင်တို့ကြောင့် အဲ့လိုသာလေနာမည်တွေရှောက်ပြတ်မယ်ဆိုလေဟိုဘက်ကဖေးတင်စာဦးလို့ရက်ကင်တီအောင်လို့ဖြစ်တော့မှာပေါ့ ဟေးအလုံးကြီးစစ်သားအလုံးကြီးနဲ့ပြောအလုံးကြီးနဲ့ပြောဘယ်လိုမှကငါတို့မိန်းမတွေကိုနာမည်ဖက်လို့ရှိရင်နင်တို့ဆရာမောင်မျိုးမင်းရင်တွင်းတွေကိုလည်းနာမည်ဖက်ရအောင်ဖြတ်မောင်မျိုးမင်းရင်တွင်းတွေကိုသူတို့ဖောက်မထုတ်လိမ့်မယ်လေထည့်ပြောလိုက်စမ်းပြောကြည့်လိုက်စမ်းဖောင်ဖိုးဖင်းတွင်းဖြစ်သွားမှာပါ ဟေးဒီပွဲကမနဲ့ဖောက်ထုတ်ပဲပြောင်းတာနော်ရင်တွင်းပြစ်ကရကောင်ဖောက်ထုတ်ပြောင်းလို့မရဘူးငါတို့ဆရာကိုမထက်နဲ့ ငါတို့ဆရာမတည့်နဲ့ငါတို့ပဲထက် ကိုင်းရင်ညောင်ပြောင်းတာဘာဖြစ်လဲနိုင်မယ် နိုင်ဖို့ရေးကြည့်တယ်ဟဲ့မောင်မျိုးနဲ့အလုံးနဲ့နိုင်တယ်ဟဲ့ နိုင်ပြီဒွနိုင်တယ် နိုင်မယ်ရှုံးစေပါရှုံးနေ ရှုံးရတော့နိုင်ပါနိုင်နေပါနိုင်နေမိတော့ မင်းမပြေအောင် ဘယ်တော့မှမိလို့မရဘူး မင်းတို့မရဘူးကဲဆေးတယ်မင်းတို့မရလိုက်စမ်းပါအောင် ဘာလို့လဲအဲ့လောက်ချီတာဘာလို့လဲပြောပြောပါပါစပြောကျွန်တော်တို့ကပြောပြလိုက်ပါမြန်မာလူမျိုးတွေပါ အေ
အေးဟုတ်တယ်လေတည်ရလေးပါဖြစ်တယ် အမကြီးတို့နဲ့စကားပြန်ပြန်ပြောတဲ့အခါမှာကျွန်တော်တို့ဘက်ကနေအမကြီးတို့မခံကြအောင်ပြောရပါတယ် ဟုတ်ကဲ့ကြောင်ပြောတော့စိတ်ဆိုးတာ အဲ့ဒါမင်းကိုပြောရလေမာကြီးတွေမခံကြအောင်မပြောနဲ့လို့ခံကြအောင်ဟုတ်လေမခံ မိုက်တိုင်းနေ မခံကြတော့ပြောနေအခုလိုစိတ်ကောင်းတဲ့ခါကျတော့ချင်းချင်းနဲ့မကောင်းဘူးလေ စိတ်ဆိုးတာ နေဦး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  ဘာဖြစ်လဲ မင်းတို့အဲ့လိုပြောနေတာလေယောက်ျားမပြီးသားလို့ဖြစ်နေပြီဘာဖြစ်လို့ကို့အမေကိုဝင်ခံလိုက်စမ်းကွာ ဝင်ခဏစမ်း ဟုတ်ပါပြီပြောပြပါမိုင်းဒီလိုပါပြသလားမိုင်းတို့ကျွန်တော်တို့ကမိုင်းနဲ့အခုလိုရှင်ပြိုင်တဲ့အခါမှာအမိုင်းတို့ရဲ့အလှအမိုင်းတို့ရဲ့အမှုပညာဟောဒီကိုကျွန်တော်တို့ကကြည့်ပြီးတော့စိတ်နဲ့ပြင်မမိပါတယ်ဟုတ်လားရဟုတ်တယ် ဟုတ်ပါတော့ပါတော့မားပြီးပါလေ ဒီကငါတို့ပြင်ပါလား ပြီးပါတယ် ခဏမကြီးမာပြည့် ခဏပြင်မာတာနဲ့ပတ်သက်လို့ကျွန်တော်တခုပြောချင်တယ် ပြောပါတော့ပြောစမ်းပါ ဒီဘက်ကလေအမကြီးကကျွန်တော်အမေရွယ်ကြီးဖြစ်နေဆိုရင်အိုနေရကျွန်တော်ကဥပကကျွန်တော်အသက်မတိမ်မင်းလေးကိုပဲကျွန်တော်ပြင်ပါပြီ သူ သူမဟုတ်ပါဘူးပုံဆူးဆိုတာပါဆိုတာဟောပူးဆိုပြီးရ ပါလေရမ်းလမ်းပြီးလုပ်နေတာ ပြောနေတာဟော ဟိုကပြောတာတယောက် ငါတို့အမေရွယ်နဲ့ပြလိုက်ချင်တယ်နော် ကဲပါ တကယ်လား ဘိုးအောင်ရင် ပြလိုက်ချင်တယ်နော် ချိန်တန်းပါ ဟဲ့ဒီမှာဘိုးအောင်ရင် ပြောပါဗျာ ဒီမှာ ဖားနေတယ်ငါတို့မျက်နှာလုံနေ ပြောပါ ဟဲ့ဒီမှာနင်းအဖေကနိုင်ငံကျော်အစိုးရဦးအောင်ရင်နော် ဟုတ်တယ် နင်းအဖေမျက်နှာကိုနင်းမလုံနဲ့ အေး ဟုတ်နင်းအဖေမျက်နှာပြက်အောင်မလုံနဲ့ ကျွန်တော်ဖေမျက်နှာကျွန်တော်ဘယ်လိုလုပ်မလို့ပြေးလေကြီးကို ပြက်လေးကြံခဲ့တာပါ ဘယ်လိုဖြစ်လဲသူကလည်းသူတို့တန်တန်းတန်တာပဲ အဲ့ဒါတော့ငါမသိဘူးနော် ခဏနေဦးဘိုးအောင်ရင်ကသူ့ဖေပြက်လို့ပြက်တာသူ့ဖေကပြက်ပြီးသားလို့လေ ဟာ ဘယ်လိုပြတ်သွားတော့နေကြပါငါတို့အခုဘုရားဘာသာမြန်မာလူမျိုးပြီအမကြီးတွေကိုကာယကံဝစီကံမတော်တဲ့ရှင်မမီးရဲ့ဟုတ်တယ်ဝင်ခံမယ်ဝင်ခံတောင်းမှချင်းကြောက်နေပါလေဗျာဟုတ်တယ်ဝင်မခံရင်ဖင်ဟုတ်ဖင်ရိုက် မ တာ မတင်းနာမ အမကြီးတို့ကျွန်တော်တို့တကယ်ပါတကယ် တင်းနာ ပြီးတော့ပါ အကြီးဆုံး မချီထားမျက်နှာ ဟုတ်ပြန်ပြီ လက်ပါမရိတ်တဲ့တွေရှင်းပါလေအမကြီးတို့တခါလဲတောင်းမှခဲ့ကြည့်လို့ပါဗျာ မရှုံးနဲ့မရှုံးနဲ့ဘုရားသမီးတို့မရိုင်းထားတာနေပါမယ် သူတို့မှသူတို့တောင်းမှတာဘာဖြစ်နေတာတော့ နေခွင့်လို့မလား ကျွန်တော်ပါတယ်ရုပ်ကလေးချစ်စရာလေးခုနကကားဟောမြန်ခုနမှာ မတင်းတော့ အမပါတယ်ပြေးလိုက်ပါတော့ပြေးလိုက်ပါပြီးအောင်လေးမ ပဲကြောက်ဘူးလားသူများအကြောက်မှမခံဘူးလားငါစုမပေးတဲ့ပေါ့ ခွဲပြီးပေးလိုက်မှာစုမပေးတဲ့ခွဲပေးပါအားစုမပေးတဲ့ခွဲပြီးပေးရမှာအမလည်းအမကြီးထဲမှာအကြီးဆုံးဟာမအမမပေးတမီးတော့လုံးပေးတယ်မှာလေ ငါပေးချင်တယ်ပေးကြည့်တယ်တာရုပါမောင်လေးတို့ရဲ့ကျမ်းပါပါတယ်ချမ်းသာပါတယ် accident accident တုံးရှင်းတုံးပြောလေဆက်ပြောလေဆက်ပေးလိုက် တုံးရှင်း accident accident တုံးရှင်း ခိပါ ခိပါအဲ့ဒါမေဝါ ခမင်းတို့ ခမိတ်စတူ အေးကြပါလေလူရင်းသာရတွေပြေးသွားနိုင်ကြပါသေးကွယ် ပေးရစီပြပါစေအမမာနေပြီမဆုပေးရမှာလေ မသိဘူးလေငါလည်းမရဘူးလေသူတို့နောက်လိုက်နေငါလည်းရောမျောပါသွားတာ မငယ်ဒီဆိုတာနဲ့လေ မသိဘူးလေမျောပါသွားတာ အပြည့်ရရတယ်လာပြီဘာပြည့်ရရောမလို့လေ ဟိုကျွန်တော်တို့ကလေစင်မောရောက်တော့ရောက်ကြိုက်ကြီးကိုစားလိုက်တဲ့ဟိုမိန်းကလေးလို့တစ်ခါတော့ကကြည့်နေတယ်ပြီးလေးကကြည့် မထင်ဘူးနော် ဟိုကျွန်တော်ဟောရှိရင်အမတို့ပြင်ပေးပါ ကျွန်တော်ကကြည့်တယ် အေးပါဟာမပြင်ပေးပါလား ပြင်ပြီးလိုက်မယ်ကလေးကတနာပါပြင်ပေး ဟိုမှားတာရှိရင်မတော့ပြင်ပေးရမယ် ပြင်ပေးမယ် ပြင်ပေးမယ်ဆိုကမယ်တကယ်ကမယ်နော်ဟုတ်ပြီ ပြင်ပေးတာ စိန်ရဲလေး အသေးချာကြည့်နော်သေချာကြည့်နော် အော်တဲ့ကြမှာထော်တယ်ကမိန်းကလေးများအော်ထော်တယ်ရွာတဲ့ဘက်ပိုင်းကိုသိမ့်ချီငါနဲ့ပဲကတော့ပါဟိုးလေတော့ပါဟိုးလေတော့ပါတဲ့ခါဟိုးလေတော့ပ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 ါဒီနေပြီ အိုးလောက်တာနင်တို့အိုးလောက်တာမဟုတ်ဘူးအမသူတို့ဘာလောက်နေလဲချိန်ကြီးလေးလှုပ် အဲ့ဒါတချင်းပြောင်းမယ် ရှင်းပြောင်းမယ် ခေါင်းကောင်းလေးတွေကြီးနေပြီလက်လေးတွေလည်းတို့ပြီ
ထင်ပါဘူး လာကားစားတာပါလို့ အိုးပိုင်အိုးကြောင့်နေတယ် အိုးလို့ပါလို့ဟဲ့ ဘာလို့ကျွန်တော်တို့ပြောတယ်မားလာရှိရင်ပြင်ပေးလို့ ငါတို့ကလည်း ကဲတင်ပေးမယ်တင်ပေးမယ် ကဲကျွန်တော်တို့ကတော့ပါဟုတ်ကဲ့ကောင်းပါလား ကိစ္စချင်းနော် ဟေးအော်တဲ့ကြာကထော်လဒီကမဘိတ်လေးများအော်ချော်လဒီတော့ပြောက်ဖက်ပိုင်ကတော့တိတ်မရှိဘာနဲ့မေကတော့ ကျွန်တော်တို့အားလုံးကမောင်နှမတွေပါဘာစိတ်မှမရှိကြပါဘူး ဟုတ်ပါတယ် ဟုတ်ပါရဲ့ခင်ဗျအဲကောအဲ့တော့ကျွန်တော်တို့ပရိသတ်ကို ဘာလို့လဲတော့ ပရိသတ်ကိုပြင်မနေတာ ဟုတ်ဘူးပရိသတ်ကိုတော့ဒါ ပွဲကင်းထဲမှာ ပြင်မနေအောင်ကဆောချောချောလေးတွေကို အာဇာနည်မင်းမထိုင်နေရဘူးလေကတော့ဟုတ်လေသွားကတော့ သူတို့ကမနှောနဲ့ပြင်မနေလို့ကြောနေတာပါ ကျွန်တော်တို့ပရိသတ်ကိုပြောစေခြင်းတဲ့ဆန္ဒပဲရှိပါတယ်ခင် ဟုတ် ဗျာ ပါတယ်ဟုတ်ပါတယ် ဟုတ်ပါတယ်အများပြောရအောင်လို့ဟိုကျွန်တော်တို့ယောက်ျားကြီးတွေလည်းပဲဒီလိုဟိုမင်းသမီးဖို့ဆိုရင်လည်းပို့ပြီးကပြရတာပါဟုတ်ပါတယ်ဘာလို့ကတော့ပြီးတောင်းပါပါလေ ဟုတ်ပါတယ်မို့လက်ဒီလူရှင်တော်ဝတ်တော်ကြီးဝတ်ဆောင်ကြီးဝတ်ပြီးတော့ဟိုပြောမဆိုမရှင်နဲ့ခွတ်လပါ အဲ့ဒီမှာလေပြောမလို့ပြလား ပြောပါ ယောက်ျားတွေလေလူပြဲလုံကြလူရှင်တော်လို့ခေါ်တယ်ဟုတ်တယ်ပြလားမိန်းမတွေလူပြဲလုံဘာလို့ခေါ်လဲပြလား မိမရွှင်ပေါ့ ငါအလုံးဝင်ပြောတယ်ကြည်တန်းလုံးကိုလုံးကမင်းအလုံးကြီးသူ့ပြတဲ့ရောက်သွားပြီ ကဲကြော်ဘလို့ဖတ်ရှင်နေပြီ ကိုသိတာအကောင်းဆုံးပဲလား ခွတ်လပါပြည့်တက်ပြီးတော့ရွှင်စေခြင်းပါတယ်ဟုတ်ပါတယ်တိုင်းပြပြောက်စေခြင်းလို့ပါ တို့ဖြစ်နေတာဒီကောင်မလည်းကောင်း ဘလို့ပြည့်နေတာတော့ အဲ့နဲ့ကာရာပြူတာ တော့အားရ ကဲညီမဆက်ဇက်တွေမှာနှစ်ပါးသွားဆိုတာနောက်ပိုင်းကမဲ့ဇက်အတွက်မင်းသားနဲ့မင်းသမီးဘယ်လောက်ထိအကတွေကောင်းတယ်ဆိုတာနမူနာပြတဲ့သဘောပါပဲရှင်ရှင်းစားပါအောင်ရှင် ဟုတ်ပါတယ်ဘယ်လိုလဲမင်းလေးမိတ်ဆက်ပြီးပါဦးဟုတ်ကဲ့ပါသွားဆိုတာ မင်းသားလေးရတော့ တပါးသွားကြောင်းပြောမယ်လေတပါးသွားကြောင်းပြောမယ်လေပြောပြရလဲကြောင်းချက်လို့စားရတယ်လို့ပြောပါမယ် ပြောပါလက်ကြပြောပါ ကဲနှစ်ပါးသွားဆိုတာကသစ္စာထားနှစ်ပါးသွားဆိုတာကမြမတွေသုံးပါးတော့မသွားနဲ့တော့လေတော်တော့မင်းမထီချင်း6ပါးဆိုငါတပါးတို့တာပြဿနာမရှိဘူးဘယ်ရောက်သွားပြီတော့နှစ်ပါးသွားဆိုတာကသစ္စာထားဆိုတာလေဟိုမြမလူမျိုးတွေကတယောက်နဲ့မြမလူမျိုးတွေကတယောက်နဲ့တယောက်ဘယ်လောက်ချစ်ကြတယ်ဆိုတာကိုသစ္စာဘယ်လောက်ရှိတယ်ဆိုတာကိုသင်္ကာရယတများအောင်တင်ဆက်တာအဲ့ဒါသစ္စာထားနှစ်ပါးသွားလို့ခေါ်တယ်ပြီးပြီပြောကြတော့ ဟုတ်ပါတယ်ဒီမှာနှစ်ပါးသွားဆိုတဲ့အတိုင်းပေါ့နော်မင်းသမီးနဲ့မင်းသားနှစ်ယောက်တည်းတွဲပြီးကလို့ရတဲ့အကားဆိုတာဟိုးရှေ့ကိဇက်သမင်အကြောင်းနဲ့ရေးသားထားတဲ့စာအုပ်တွေထဲမှာအတိလင်းရေးသားတင်ပြထားပါတယ် ဟုတ်ပါတယ်ဟောပြောအေးစေးပြောဟုတ်ပါတယ်ဆက်တော့လေဆက်တော့နှစ်ပါးသွားအဲ့ဒီနေရာမှာမင်းသားတယောက်တည်းကမင်းသမီးလေး၄-၅ယောက်ကိုစင်ပေါ်မှာသားပြောမရပြောတွေပြောမင်းသမီးလေးရတယ်ဒီမင်းသားကိုချစ်ပြနေအဲ့လိုပေါ့နော်ဟုတ်ပါတယ်နှစ်ပါးသွားရတာဘယ်လိုဆိုတာကြောက်ဘုံဝိုင်းနေတယ်အဲ့လိုပဲပြောကြ ကျတော့မြန်မာမျိုးသမီးလေးတွေကအိမ်အောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုအဲ့လိုမျိုးဝိုင်းပြီးချစ်နေတယ်လို့ထင်သွားရင်မကောင်းဘူးပေါ့ရှင်ဟုတ်တယ်လည်းပြီးဆက်ပြော အားပြောတယ်ပြောတယ်ပါအဲ့ဒါတွေကျွန်တော်တို့ကပြောတဲ့အနေနဲ့အခုအများပြောမဲ့နှစ်ပါးပေါ်ဆိုပြီးကျွန်တော်တို့ကပြောတော့ဆက်တာဖြစ်ပါတယ်ကဲအခုလက်ချတဲ့မင်းသားနဲ့မင်းသမီးလေးရဲ့ ဟုတ်ပါတယ်ဗျာ ရှူစားမယ် ကဲမင်းသားလေး ခဏလေးကြော်ဘုံနဲ့မင်းသမီးလေးရွှေသိပ်စုရှင်မင်းသမီးလေးဟန်တွင်ငိမ့်တို့ကပြပါပဲဦးကြီးလေးတုံးမကြောက်ဘူး ကဲဒီသချင်းကိုပခန်းဆရာကရေးပြီးဆိုတော့စုတင်တီဆိုမဲ့တောင်ကွယ်တော့လမ်းသချင်းကိုနအမှုပညာမြမရက်တာစစ်စစ်နဲ့ခန်းစားကြည့်ရှုပါလို့ပြောကြရင်နှုတ်ခွန်းဆက်ပါတယ် အဲ့ဒီအဲ့တွေများဘရောမယ်ဟဲ့ ဟုတ်ကဲ့တော့ကြာအားလုံး ဝဲမစားခင်ကလေးကတော့ထားပြီလား တောင်တွေကွယ်တောင်တွေကွယ်
တကယ်ဖူရန်မျိုးမှန်ရဲ့ပြူပြူရဲ့ပြူပြူရဲ့မီလီလီလိုက်တော့မီလိုက်တော့မီလိုက်တော့ကျွန်တော်တို့ညီကိုမောင်နှမတွေဟာရုပ်ရှင်သဘင်ဂီတညီကိုမောင်နှမများစူးစီးညီတို့စွာနဲ့ပြည်သူကြီးကိုစင်မောင်မှာကပြသုံးတော်ခံခဲ့ပါတယ်ဒီလိုမင်းသားတွေကမင်းသမီးလိုဝေးမင်းသမီးတွေကလူရှင်တော်ကြီးလိုဝေးပြီးတော့ဖြောပြတင်ဆက်ရတယ်ဆိုတာကျွန်တော်တို့သဘင်ရိုးရာရဲ့တမစင်ကိုစော်ကားခြင်းမဟုတ်ပါဘူးဗျာကိုယ့်ရဲ့တက်တဲ့ပညာရည်လေးနဲ့ပြည်သူကြီးကိုပြောလို့ဆက်တဲ့သဘောဖြစ်ပါတယ်အဲ့တော့အပြစ်တော်မပြင်မဲ့ချစ်ခင်ကြပါလေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ပြည်သူကြီးအောင်ပါစေဆိုတဲ့ခြင်းလေးနဲ့ပွေးစင်းလေးနဲ့ခါရပြုချင်ပါလေဗျာပါစေစေရတူတဲ့မတူရင်တတိလူခက်ဝေးရွှေချမ်းလောင်းလို့တောင်းစုပန်းချွေတဘာဒီအမိပြုခဲ့လူအလုံးဓမ္မချမ်းသာစေမာနိုင်ငံတော်ကလေးဘေးတစ်ထေကုန်လေလေပိုက်ရှင်လေသမားစီရဲ့တော်မစံသေးလူရစမ်းကြပြေဝစေအောင်ပါစေရွှေမန်းတည်ရဲ့စေတနာမြတ်တာတွေအဝေးပြလက်ကချွေရန်ဒီတိုင်းမောင်းကျစီတိုင်းအောင်ပါစေစီဝါရေးနဲ့စီဝါရေးရဲ့ပရိသတ်တွေလည်းအောင်ပါစေစီဝါရေးရဲ့စီဝါရေးရဲ့ပရိသတ်တွေလည်းအောင်ပါစေဘူတလွားမှာလူတမ်းမဲ့သူတွေအောင်ပါစေဒီဟာချက်ရဲ့လက်ချမဲ့သူတွေအောင်ပါစေဘူတလွားမှာလူတမ်းမဲ့သူတွေဗျအောင်ပါစေဒီကလာချက်ရဲ့လက်ချမဲ့